1996စာအုပ်ထဲမှာကျမနာမည်ပေါ်လာတဲ့ညကစပြီးတခုခုမှားနေပြီဆိုတာသိလာတယ်။အဲ့ညကျမတညလုံးမအိပ်ရတော့1996စာအုပ်ထဲမှာကျမနာမည်ရှိထားတဲ့စာမျက်နှာကိုထိုင်ကြည့်နေပြီ။ဒါပေမဲ့ကျမသိတာတတိထားမိတာတခုရှိတယ်။စာမျက်နှာအောက်ထောင်မှာရေးစိုးနေတဲ့လက်ရာတေးသေးလေးတခုနောက်တနေ့မနေ့မှာ1909ဆိုတဲ့နှစ်ကိုအင်တာနက်ပေါ်မှာလိုက်ရှာကြည့်မိတယ်။အစားမှာတော့အဲ့ဒါနဲ့ပတ်သက်တာဘာမှမတွေ့ဘူး။ဒါပေမဲ့ချင်းမိုင်အခါ website အဟောင်းတစ်ခုထဲမှာကလစ်တစ်ခုတွေ့လိုက်ရတယ်။မိုးရသည်မှာရုတ်တရက် library မှာအလုပ်လုပ်တဲ့မိန်းကလေးတယောက်ပျောက်ဆုံးသွားခဲ့တယ်1909ဆိုပြီးတော့ပေါ့။အဲ့ညမှာပဲအဲ့ဒီစာအုပ်ပေါ်မှာပေါ်လာတယ်1909ကမိန်းကလေးရဲ့ပုံငေးကြည့်နေတော့မှာပဲတပုံနဲ့မိန်းကလေးကကျမကိုကြည့်နေတယ်အဲ့ဒီချိန်မှာနိုင်ကြည့်လိုက်တော့2နာရီ73ခေါင်းလုံးတောင်လည်းထပ်ပြီးတော့ကြားလိုက်ရတယ်ဒါပေမဲ့ဒီတစ်ခါတည်းခေါင်းလုံးတန်းကအခန်းထဲကလာတာ1996စာအုပ်ကသူ့ဘာသာထပ်ပြီးပေါ်လာမပွင့်ရသေးတဲ့စာမျက်နှာတစ်ခုထပ်ပြီးပေါ်လာပြီးတော့ကျမရဲ့နာမကတူတိုးလေးတရရောက်ကစကားကပ်ပြောသလိုကြားလိုက်ရတယ်ဖွင့်လိုက်ဆိုပြီးတော့ကျမမဖွင့်တဲ့ဦးဆိုတာကိုသိတယ်ဒါပေမဲ့လက်ကသူ့ဘာသာသူအလိုလျောက်ရွှေ့သွားတယ်စာမျက်နှာကိုဖွင့်လိုက်တဲ့အချိန်မှာကျမရဲ့တပ်ပုံပေါ်လာဒါပေမဲ့အဲ့ဒီတပ်ပုံကဒီနေ့ရိုက်ထားတဲ့တပ်ပုံမဟုတ်ဘူးတပ်ပုံရဲ့အောက်မှာရက်စွဲတစ်ခုရေးထားတယ်ဂျွန်လာ19ရက်2026တိတ်နဲ့ကျမလည်းဒီအဆက်တော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေ့မနှက်ပြန်ဖြစ်နေလို့အဲ့ဒီချိန်မှာပဲအခန်းတကားပြင်ပကနေရေစုပ်ပနတဲ့တပြေးပြေးနေလာတယ်ပြီးတော့ကျမတကားရှိမှရက်သွားတယ်ကြားလိုက်ရတယ်1996စာအုပ်ကအတိတ်ကိုပဲတင်ထားတာမဟုတ်